ဂျော်ဂျီယာနိုင်ငံမှာမူလတန်းအလယ်တန်းနဲ့အထက်တန်းကျောင်းသားတွေအတွက် international school ဈေးကိုကျွန်မစုံစမ်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်အာရှနဲ့ဒီထိုင်းနိုင်ငံမြန်မာနိုင်ငံတို့ထက်စာရင်အများကြီးဈေးသက်သာတာကိုတွေ့ရပါတယ်အဲ့ဒါကတော့ဒီနိုင်ငံမှာဆိုလို့ရှိရင် international school ကအနည်းဆုံးဒေါ်လာ3000ဝန်းကျင်ကနေစပြီးတော့ကလေးတွေကပညာသင်ကြားလို့ရတယ်သူနဲ့အတူတူမိဘအုပ်ထိန်းသူတွေကလိုက်ပါပြီးနေထိုင်ခွင့်ရတယ်နောက်တစ်ခုကကြတော့ဒီနေစိတ်စားစိတ်ကဈေးသက်သာတယ်အားသာချက်နောက်တစ်ခုကပတ်ဝန်းကျင်ကောင်လူနေမှုအဆင့်တန်းမြင့်မြင့်နဲ့လူတွေကဒီဂျော်ဂျီယာနိုင်ငံဆိုဗီယက်ခေတ်ကလူတွေဖြစ်တယ်အဲ့တော့သူတို့စီကံလည်းရှိတယ်တနစ်ကြတယ်အဲ့ဒီအချက်အားသာချက်တွေအများကြီးရှိပါတယ်ဒါကတော့သူ့ရဲ့အားသာချက်အချို့ပေါ့နော်အားနည်းချက်အချို့ကတော့ဒီနိုင်ငံရဲ့ဗီဇာနည်းနည်းခက်တယ်ဒါပေမဲ့မရဘူးမဟုတ်ဘူးတေချာပေါ့စနစ်တကျနဲ့စီစဉ်ဆောင်ရွက်မယ်ဆိုရင်ဗီဇာရတယ်ဒီမောင်လေးဆိုလို့ရှိရင်ဗီဇာကိုအခုပဲရခဲ့တာဖြစ်တယ်နောက်အားနည်းချက်တစ်ခုကသူကပတ်တိုင်းကတော့ရှားတယ်ပတ်တိုင်းရှားတယ်ဆိုရင်လည်းကိုကအသေးချာချာစနစ်တကျရှာမယ်ဆိုလို့ရှိရင်တော့အလုပ်ပတ်တိုင်းဝင်လုပ်လို့ရတယ်ဒါပေမဲ့ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒါကတော့နိုင်ငံတကာမှာရွှေ့ပြောင်းအခြေချခြင်းသူတွေအတွက်ကိုဂျော်ဂျီယာနိုင်ငံရဲ့ option တစ်ခုကိုပြပြပေးခြင်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကတော့ကိုယ့်ရဲ့လူကြီးမင်းတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်။ဂျော်ဂျီယာနိုင်ငံနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့အခုပဲအလီစာတို့ကိုဆက်သွယ်စုံစမ်းလိုက်ပါရှင်။အားလုံးပဲအဆင်ပြေပြေနဲ့စီစဉ်ဆောင်ရွက်နိုင်ကြပါစေရှင်အလီစာပါ။